လူသူအရောက်ဖောက်နေတဲ့တောတောင်ထဲမှာစားသောက်ဆိုင်ရှိပါတယ်။အဲဒီဆိုင်ကလာစားတဲ့ရွာသားတွေကိုတပ်ပစ်ပြီးသူတို့အသားတွေကိုနောက်ထပ်လာစားတဲ့ရွာသားတွေကိုပြန်ရောင်းတဲ့ဆိုင်လည်းဖြစ်ပါတယ်။အဲ့ဒါတွေမကပဲလာစားတဲ့သူတွေကိုမိစ္ဆာအဖြစ်ပြောင်းကမိစ္ဆာဖြစ်သွားသူတွေကိုသူတို့ရဲ့အစီအကံအဖြစ်အလုပ်ခိုင်းထားပါတယ်။အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်ကတော့ဝက်မိစ္ဆာကျူးပါချက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့တနေ့မှာထန်ဆန်းကအဲ့ဒီဆိုင်ကိုဝက်မိစ္ဆာကိုနေဖို့ရောက်လာပါတယ်။အဲ့ဒီဆိုင်ရဲ့ဇွဲတော်ကထုံးစံအတိုင်းသူတို့ဆိုင်ဘလောက်လူစီကားကြောင့်လိုက်လံပြသပါတယ်။ဒါပေမဲ့ထန်ဆန်းကတော့သူတို့အားလုံးဟာမိစ္ဆာဖြစ်ကြောင်းကြိုသိနေပါတယ်။ထန်ဆန်းဟာသူဟာမိစ္ဆာဖန်သူဖြစ်ကြောင်းပြောပြီးဇပွဲတို့ကိုဖမ်းဖို့အရင်လုပ်ပါတယ်။ဒါပေမဲ့တကောင်ဖမ်းဖို့တော့နိုင်ဖြစ်နေချိန်မှာဒွန်ရောက်လာပြီးသူ့ရဲ့မိုးပြန်တန်ဝန်းကိုအသုံးပြုကမိစ္ဆာအားလုံးခဏတုန်းမှာပဲအကုန်ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ကျူးပါကျဲကိုဖမ်းဖို့ကြသူတယောက်တည်းမရတာကြောင့်ထန်ဆန်းကိုပါအကူအညီတောင်းပါတယ်။ကျူးပါကျဲကိုဖမ်းမိလိုက်ပြီးမဲ့ခဏတုန်းမှာပဲပြန်လို့သွားပြီးသူနှစ်ဦးကလည်းအဲ့ဒီစားသောက်ဆိုင်ထဲကနေထွက်ပြေးလာခဲ့ရပါတယ်။တကယ်တော့အဲ့ဒီမိစ္ဆာကအတိတ်ဘဝတုန်းကရုပ်ရမ်းဆိုးသူလည်းဖြစ်ပါတယ်။ရုပ်ရမ်းဆိုးပေမဲ့သူ့ရဲ့မိမကိုတော့အရင်ချစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့မိမဖြစ်သူဟာအခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကြောင့်အဲ့ဒီဖောက်ပြန်တဲ့သူကိုသူကိုယ်တိုင်ပဲတပ်ပစ်လိုက်ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ့မိမပေါ်မုန်းတဲ့အမုန်းတွေကမိစ္ဆာဖြစ်လာတာလို့ထန်ဆန်းရဲ့ဆရာကထန်ဆန်းကိုပြန်ပြောပြပါတယ်။နောက်ပြီးအဲ့ဒီဝဲမိစ္ဆာကိုဖမ်းဖို့အတွက်စွန့်ဝူခုံကိုချုံနှောင်ထားတဲ့လန်ကားကျောင်းတောင်ကစွန့်ဝူခုံစီကိုသွားပြီးအရန်တော်မို့သူ့ကိုဆေလွှတ်လိုက်ပါတယ်။လန်ကားကျောင်းတောင်ကိုအတော်တောရဲတစ်ခုရောက်မှာတော့ထောင်ကျောင်းတစ်ခုထဲမှာပိတ်မိသွားပါတယ်။အဲ့ဒီထောင်ကျောင်းကိုထောင်ထားတာတော့နတ်ဆိုးပန်းမို့ဆိုးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးသူတို့ဟာဒွမ်နဲ့အခြားနတ်ဆိုးပန်းမို့ဆိုးများကိုလည်းဖမ်းထားပါတယ်။အဲ့ဒီအဖွဲ့ဟာဖမ်းထားတဲ့နတ်ဆိုးပန်းမို့ဆိုးတွေကိုတဝီတူတပ်ပစ်ပြီးထန်ဆန်းအလဲရောက်မှာတော့ဒွမ်ကပဲထန်ဆန်းဟာနတ်ဆိုးပန်းမို့ဆိုးမို့ကြောင့်သူ့ရဲ့ယောက်ျားဖြစ်ကြောင်းပြောလိုက်ပါတယ်။မယုံနာကြောင့်သူနှစ်ဦးကိုတက်တည်ပြခိုင်းနေတော့မှာပဲသူတို့ကဒွမ်ရဲ့လူတွေဆိုတာကိုအလိမ်ပေါ်သွားပါတယ်။သူတို့အားလုံးဟာဒွမ်ရဲ့လူတွေဖြစ်ပြီးအငင်းခံလိုက်ရတဲ့ဒွမ်ကလည်းရှက်ရှက်နဲ့ထန်ဆန်းကိုဖမ်းထားခိုင်းလိုက်ပါတယ်။ဒွမ်ကထန်ဆန်းကိုအမျိုးမျိုးမြည်ဆွဲပြီးမဲ့လူသူလုံးသမျှကထန်ဆန်းကိုနှိမ့်သက်သလိုသာဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဝက်မိစာပေါ်လာပြီးသူတို့ကိုလိုက်လံတက်ခဲ့တာကြောင့်သူတို့ရဲ့လေးပြားသုံးလဲနဲ့အမြန်ထွက်ပြေးရပါတယ်။သူတို့ကားကိုအညိုးကြီးစွာလိုက်နေတဲ့ဝက်မိစာကြောင့်သူချစ်တဲ့ထန်ဆန်းကိုအန်တက်ဖြစ်မှဆိုးတဲ့အတွက်ဒွမ်ကပဲထန်ဆန်းကိုလဲပေါ်ကနေတွန်းချခဲ့လိုက်ပြီးသူတို့လဲရတော့ဝက်မိစာနဲ့ထိတဲ့တက်မိပြီးပျက်စီးသွားပါတယ်။ဒွမ်နဲ့သူ့ပေါင်းပါတွေကမေမျောသွားကြပြီးထန်ဆန်းကတော့ဒွမ်သေးပြီးအထင်နဲ့ဒွမ်ကိုဘက်ကအုံကိုပါတယ်။အဲ့ဒီချိန်မှာပဲမင်းကြီးအောင်ဆောင်နေတဲ့ဒွမ်ကပဲသူ့ကိုချစ်ပေမဲ့မချစ်ချင်အောင်ဆောင်နေတဲ့အိမ်ထိုးဘက်ထန်ဆန်းကိုဝန်ခံခိုင်းနေတော့မှာပဲလိုင်းမတိတဲ့ဝက်မိစာရောက်လာတာကြောင့်စကားသာပြတ်သွားပါတယ်။အဲ့ဒီချိန်မှာပဲထိတ်တန့်မိစ္ဆာနေတဲ့သူတွေရောက်လာပြီးဝက်မိစာကိုတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့နောက်ထပ်မိစ္ဆာနေတဲ့သူတွေထပ်ရောက်လာပြီးသူ့ဘိုးတော်တဲ့ငါဘိုးတော်တဲ့ညင်းနေတာကြောင့်ဝက်မိစာကလွတ်သွားပါတယ်။ထန်ဆန်းကအဲ့ဒါကိုစိတ်ပြတ်သွားပြီးထိုးသွားဖို့လုပ်ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ့မိစ္ဆာနေတဲ့ကာစာအုပ်ကိုဒွမ်စီကတောင်းပါတယ်။ဒွမ်ကလည်းသူ့ထွက်သွားမှဆိုးတဲ့အတွက်သူ့စာအုပ်ကိုလူအများကြားမှာပဲဆွဲဆုပ်ပစ်လိုက်ပါတယ်။အဲ့ဒါကြောင့်ထန်ဆန်းကဒွမ်ကိုစိတ်တူသွားပြီးလူအများကြားမှာပဲရိုက်ဖို့ရွယ်လိုက်ပါတယ်။ဒွမ်ကတော့ထန်ဆန်းလိုပြောညံ့တဲ့သူတွေတိုင်းပညာအများကြီးတောင်းလို့ပေမဲ့သူချစ်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့ဂိုင်းသားတွေကိုဘာမှပြန်မလုပ်ခိုင်းပဲဒီတိုင်းပဲညီလိုက်ပြီးသူကိုယ်တိုင်တော့ထန်ဆန်းကို၄-၅ချက်တီးပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ထန်ဆန်းကစွန့်ဝူခုံကိုဖမ်းဆီးထားတဲ့လန်ကားကျောင်းတောင်ကိုကုန်းတရံရီတရံနဲ့ခက်အခဲရောက်ရှိလာပါတယ်။လန်ကားကျောင်းတောင်ကိုဆင်းသွားတဲ့အခါမှာတော့နှစ်ဦးပြောင်ပြောင်သွားကျဲလူတယောက်ကိုတွေ့ရပြီးအဲ့လူဟာစွန့်ဝူခုံနဲ့ဖြစ်ပါတယ်။ဝူခုံနဲ့တွေ့တဲ့အခါမှာတော့ထန်ဆန်းကဝက်မိစာကိုနှိမ်ဖို့အတွက်ကိုညီတောင်းပါတယ်။ဝူခုံကလည်းသူ့တောင်းကနေလွတ်ဖို့ပရိရဲ့မျိုးမျိုးသုံးကထန်ဆန်းကိုလဲသားပေမဲ့ထန်ဆန်းကထန်ဆန်းပဲဖြစ်တာကြောင့်သူ့ရဲ့ပရိရဲ့အားလုံးကိုကြော်ဖြတ်နိုင်လိုက်ပြီးဝက်မိစာကိုနှိမ်နိုင်မဲ့နီလန်းကိုလည်းတီးခဲ့လိုက်ရပါတယ်။အဲ့ဒီနီလန်းကဝက်မိစာကိုလန်ကားကျောင်းတောင်စီမြားခေါ်ခဲ့ဖို့ဖြစ်ပြီးကျန်တာကိုဝူခုံကဆက်လုပ်မှာဖြစ်ပါတယ်။မြားခေါ်ဖို့ကလည်းလမ်းရအောင်မှာအမျိုးသမီးတရားချင်းဆိုလိုက်တာနဲ့ဝက်မိစာကရောက်လာမှာဖြစ်ပါတယ်။မြားခေါ်ဖို့အမျိုးသမီးလိုနေတော့မှာပဲထန်ဆန်းနောက်ကသူမသိအောင်လိုက်နေတဲ့တွန်းကကိုကြီးပေးမယ်ပြောတာကြောင့်အဆင်ပြေသွားပါတယ်။ထန်ဆန်းကတော့ဒီကိစ္စဟာအနေများတာကြောင့်သဘောမတူပေမဲ့ခေါင်းမလွန်တဲ့တွန်းကြောင့်ပဲအဲ့ဒီအစီအစဉ်ကိုလက်ခံလိုက်ရပါတယ်။လာရအောင်မှာဒွမ်ကနေရာလေးကိုမြင်တော့သူ့ရင်ထဲမှာဖွက်ထားတဲ့အချစ်ဆိုတဲ့ခံစားချက်လေးကိုစတင်ခံစားလာခဲ့ရပါတယ်။ဒါပေမဲ့ဝက်မိစာကိုတင်းပြီးသွားတဲ့အခါမှာဒွမ်ကသူ့ရဲ့မိုးပြန်တန်ဝန်းကိုလက်စွပ်အနေထားပြီးတေးအောင်လုပ်ပြီးထန်ဆန်းကိုဆူပေးလိုက်ကလက်တော့ခွန်တောင်းလိုက်ပါတယ်။ထန်ဆန်းကအဲ့ဒီလက်စွပ်ကိုဖြုတ်ကညင်းဖို့လုပ်ပေမဲ့လက်စွပ်ကဖြုတ်မရတာကြောင့်အခက်တွေ့နေပါတယ်။နောက်ဆုံးမှာတော့သူ့လက်စွပ်ကိုဖြုံပေးဦးဆိုရင်သူ့လက်သူဖြုတ်ချင်မှဖြစ်တာကြောင့်ဒွမ်ကပဲထန်ဆန်းကသူ့ကိုနည်းနည်းလေးတောင်မချင်မှန်းတည်သွားပါတယ်။ကိုကပဲတစ်ဖက်လူရဲ့နားမှာချစ်တဲ့စိတ်ကြောင့်တွေ့ခဲ့နေပေမဲ့အဲ့ဒီတစ်ဖက်လူကတော့ကိုတွေ့ခဲ့နေတာသူ့အတွက်ဝန်တော့မဖို့ကြီးဖြစ်နေပါတယ်။ဒါကြောင့်ဒွမ်ကသူ့ကိုနည်းလေးမှမချစ်တဲ့ထန်ဆန်းနားကနေအဝေးကိုထိုးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ထန်ဆန်းကနောက်ဆုံးမှာမတော်တဆနဲ့ဝူကုန်းကိုလှုပ်ပေးမိလိုက်ပါတယ်။ဝူကုန်းဟာလန်ကားရုံးတောင်ကလွတ်လာတာနဲ့စတင်တောင်းကြမှာတော့တယ်။သူမုန်းတဲ့ဗုဒ္ဓရဲ့ဘတ်တော်သားဖြစ်တဲ့ထန်ဆန်းရဲ့ဆမင်းတွေကိုဆွဲနှုတ်ပစ်ပြီးထန်ဆန်းကလည်းဘုံကြီးလိုဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲထိတ်တဲမိစ္ဆာနေနေသူသုံးရောက်လာပြီးဝူကုန်းကိုတိုက်ခိုက်ကြပေမဲ့သူတို့ပဲရှုံးသွားပါတယ်။ဝူကုန်းကထန်ဆန်းကိုတတ်မဲ့လုံးမှာပဲဒွမ်ရောက်လာပြီးမနိုင်မှန်းသိပေမဲ့သူရှိတဲ့ထန်ဆန်းကိုကောက်ကွယ်ပေးပါတယ်။ဒွမ်လည်းပဲရှုံးသွားပြီးပြင်းထန်ထန်ရသွားပါတယ်။သူမမသေးဆုံးခင်မှာထန်ဆန်းကသူမကိုချစ်နေကြောင်းနောက်ဆုံးမှာဝန်ခံလိုက်ပါတယ်။ဒါပေမဲ့သူမကလည်းဝူကုန်းလက်ချက်နဲ့ပဲတည်ဆုံးသွားပါတယ်။ဘယ်သူမှထိလို့မရတဲ့နောက်မှာတော့ဗုဒ္ဓပေါ်လာပြီးဝူကုန်းရဲ့အစွဲတွေကိုချစ်ဖို့အတွက်ထန်ဆန်းကိုအခွင့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ထန်ဆန်းကလည်းရန်အစ်စ်ဖြစ်သွားပြီးဝူကုန်းကိုပါအစွဲရည်ကနေချွေးပေးလိုက်နိုင်ပါတယ်
။ဒွန်ရဲ့မိုးပြန်တန်ခွင့်ကိုလည်းဝခွန်းရဲ့ကောင်းမှဆွပေးလိုက်ပါတယ်။သူ့ရဲ့အပြေကျေးအတွက်အနောက်အရက်ကိုကျန်းစာသွားပင်ဖို့ရှားဦးချင်းကျူးပါကျဲတို့နဲ့အတူခေါ်သွားပါတယ်